အားလုံးပဲမင်္ဂလာပါဒီနေ့ကျမတို့အခန်း6ရဲ့ဒုတိယစိန်လုံးအတူတူသွားပြီးတော့လေ့လာကြမယ်ပေါ့နော်နံပါတ်1တွေ့ရတာကဒီခန်းကြီးပါခိုမာတို့ဒုက္ခရောက်တဲ့ဆိုတဲ့ခန်းကြီးလေးနော်သူ့ရဲ့အုံရောမီယာခွန်အဲ့တော့ကျမတို့ကဘယ်လိုမျိုးဒုက္ခရောက်မှာလဲဘာကြောင့်ဒုက္ခရောက်မှာလဲပေါ့နော်အဲ့တော့ဒီမှာကဒါကျမတို့တစ်ပင်ရှိပါတယ်ပြီးတော့ဒီမှာတစ်ပင်မှာဘောင်လေးတွေထည့်လိုက်တာပေါ့နော်ဆွဲချက်တွေလိုက်မကြည့်နဲ့နော်ဆွဲချက်တွေကအမားတွေမလို့ပါအဲ့တော့တစ်ပင်ကိုကျမတို့ကဘောင်လေးတွေထည့်လိုက်တော့じゃတစ်ပင်ကဆက်ပြီးတော့ကြီးလို့မရတော့ဘူးလေနော်အဲ့တော့တစ်ပင်ကထပ်ပြီးကြီးလို့မရလို့ဟိုမာတို့ဒုက္ခရောက်နေတယ်ဆိုပြီးတော့မှတ်လို့ရပါတယ်အဲ့တော့ကြည့်မယ်နောက်တစ်ခုကဒီခန်းကြီးကဘာလဲဆိုတော့ကျတော့မူဆုခါရှိခက်ခဲသောဆိုတဲ့ခန်းကြီးပေါ့နော်နိုင်နာနီခါတိုင်သူကကျတော့နာနီခါတိုင်နိုင်နာနီလို့ဖို့ခက်တယ်ဆိုတဲ့နေရာမှာပို့ပြီးတော့သုံးတာပေါ့နော်အဲ့တော့မူဆုခါရှိခက်ခဲသောသူ့ရဲ့အုံရောမီယာနန်အဲ့တော့ကျမတို့သူကဘာလို့ခက်ခဲတာလဲဆိုတော့ကြတော့ဒီမှာမျက်ရဲ့ radical လေးရှိမယ်ပြီးရင်ပါးစပ်ပေါက်ရှိမယ်အောက်ကဒါအုတ်တူဆိုတဲ့လင်းယောက်ျားပေါ့နော်လင်းယောက်ျားခန်းကြီးရှိမယ်နောက်ကဒီခန်းကြီးကဒါကျမတို့ဓာတ်ရီဆိုတဲ့ခန်းကြီးလေးပေါ့နော်ဘသူဆိုတဲ့ခန်းကြီးလေးရှိမယ်အဲ့တော့ဒီယောက်ျားဆိုတဲ့လူပါပေါ့နော်ပါးစပ်ပေါက်ပါနဲ့ယောက်ျားဆိုတဲ့လူကအရန်ကိုပြောရဆိုရလက်ပေါက်ကတ်တယ်ပေါ့နော်ခတ်တယ်ဆိုပြီးတော့မှတ်လို့ရပါတယ်အဲ့တော့သူ့ရဲ့အုံယုံမီယာနန်နှစ်ခုပေါင်းကျမတို့ခွန်နန်ဒီနှစ်ခုကလည်းအတွဲလေးပေါ့နော်ဒီခန်းကြီးနှလုံးကလည်းခွန်နန်ဆိုရင်အခက်အခဲရှိတာကိုပြောတာပါဟုတ်ပြီနော်အဲ့တော့နောက်ထပ်လေးလုံးဆက်ပြီးတော့သွားပါမယ်နောက်လေးလုံးကသူကဘာလဲဆိုတော့じゃခိမိုချီကို sorry ခိမိုချီနော်အာရာဝါတဲ့အချီအဲ့တော့ဒီစိတ်ခံစားချက်တွေပေါ့နော်ပေါ်ထွက်လာတဲ့ဟာတွေအဲ့တော့စိတ်ခံစားချက်ဆိုတော့ဘာတွေရှိမှာလဲကျမတို့စိတ်ခံစားချက်ဆိုတာစိတ်တိုးတာတွေဝမ်းနည်းတာတွေပျော်တာတွေငိုတာတွေအများကြီးရှိရလေနော်အဲ့တော့ပထမဆုံးတွေ့ရမှာကဤခါရုပိုခိုးရုစိတ်ဆိုးတာဒေါသထွက်တာဆိုတဲ့ခံကြီးပါသူ့ရဲ့အုံယုံမီကသူအဲ့တော့မိတ်ကလေးရှိမယ်နောက်ကဒါကျမတို့တဖန်ခန်းကြီးရှိတယ်လေနော်အောက်ကခိုးခိုးလို့ဆိုရနှလုံးသားလေးရှိပါတယ်နှလုံးသားပါတဲ့မိတ်ကလေးကတော့တဖန်ပြီးတဖန်ဒေါသထွက်နေတဲ့စိတ်ဆိုးနေရဆိုပြီးမှတ်လို့ရပါတယ်ဤခါရုအိုခိုးရုဒေါသထွက်တာစိတ်ဆိုးတာနောက်ခုဒါကခါနာရှိမှုခါနာရှိဝမ်းနေတယ်ဆိုတဲ့ခန်းကြီးလေးလေနော်သူ့ရဲ့အုံရောမီယာဟိအဲ့တော့ကျမတို့ဒီခန်းကြီးလေးမြင်မှုမှာပါဟီကြောကူကြီးဆိုပြီးတော့အမြဲတမ်းချက်ခဲ့ရတယ်လေနော်အရေးပေါ်ထွက်ပေါက်ကဟာပြီးတော့ဟီကြောအလွန်အမင်းဆိုတဲ့ခန်းကြီးလေးပေါ့နော်အဲ့ဒီအောက်ကကျမတို့နှလုံးသားလေးရှိတယ်ပေါ့နော်အဲ့တော့ဟီကြောဆိုတဲ့ဒါကခန်းကြီးလေးနောက်အောက်ကခိုခိုးတို့လေအဲ့တော့နှလုံးသားလေးကအလွန်အမင်းဝမ်းနေနေတယ်ဆိုပြီးမှတ်လို့ရပါတယ်ခါနာရှိမှုခါနာရှိသူ့ရဲ့အုံယုံမီယာဟိနောက်တစ်လုံးဒီခန်းကြီးဒါကဝါရဥအဲမှုပေါ့နော်ရည်တီပြုံးတီဆိုတဲ့ခန်းကြီးလေးသူ့ရဲ့အုံယုံမီယာရှော့အဲ့တော့ကျမတို့ကအပေါ်မှာကဒီမှာကအဟွာလေးပေါ့နော်တာခဲဆိုတဲ့ဒါကဝါခန်းကြီးလေးရှိမယ်အောက်ကကဒါအိုးခီခန်းကြီးလေးပေါ့နော်ဒီမှာအိုးခီကတော့ဒါပေါ့နော်အဲ့တော့အိုးခီခန်းကြီးနဲ့စင်တာလေးရှိရတော့ဝလုံးကွဲအကြီးကြီးတယ်ပေါ့နော်ကျမတို့ဗာလဲလုံးဝတအားကြီးရလေးခွတ်ထိုးအဲ့လိုမျိုးပါလဲပြောတယ်လीနော်ကျမလည်းမပြောတတ်တော့အဲ့လိုမျိုးဝလုံးကွဲအကြီးကြီးတယ်ပေါ့နော်ခွတ်ထိုးခွက်လန်တီးပြီးခွတ်ထိုးခွက်လန်ကြီးတယ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်ကြီးတာဝါရဝလုံးကွဲအကြီးကြီးတယ်ခွတ်ထိုးခွက်လန်ကြီးတယ်လीနော်သူ့ရဲ့အုံရောမီကရှော့နောက်ဒါကယောရိုခိုးဘူးဝမ်းမြောက်ဝမ်းသာဖြစ်တယ်ဆိုတော့ခန့်ကြည့်လေသူ့ရဲ့အုံရောမီကခိအဲ့တော့ကျွန်တော်ဘာလို့ဝမ်းမြောက်ဝမ်းသာဖြစ်ကြမှာလဲအပေါ်မှာဒီအပိုင်းလေးကဒါကနေကျမတို့ဒါကပဲစီဆိုတဲ့ခန်းကြီးလေးเนาะဒီခန်းကြီးကပဲစီရှိမယ်အပေါ်ကဂျူးဆိုတဲ့10လေးပေါ့เนาะအဲ့တော့ကျမတို့ပဲစီ10ကစားတယ်ပေါ့เนาะပဲစီ10ကစားတယ်အောက်ကခုချီဆိုတဲ့ပါဇက်လေးပေါ့เนาะအဲ့တော့ပဲစီ10ကစားရတယ်ပါဇက်လေးကဝမ်းသာတယ်လीเนาะရောခေါ်ဘူးသူ့ရဲ့အုံရောမီကခိအဲ့တော့နောက်ထပ်လေးလုံးဆက်ပြီးတော့သွားပါမယ်သူကခေါင်းစဉ်ကအတူတူပဲเนาะခိမိုချီเนาะအာရဝါတယ်ကြည့်မယ်နော်ဒီခါကျဘာဖြစ်မှာလဲပေါ့နော်အဲ့တော့ဒီခံစားချက်တွေနံပါတ်1ကဒါက no ခိုးရု no ခိုးစုကြံ့တဲ့ channel နဲ့စိတ်ခံစားချက်ကတော့ဘာမှတော့မဆိုင်ဘူးပေါ့နော်မဆိုင်ဘူးဆိုမဲ့ဒါကျမတို့ကလေဇန်နင်းဝမ်းနေတယ်ဆိုတဲ့ pocket လေးရှိရလေနော်အဲ့ဒါဒီနှစ်ခုပေါင်းပါပေါ့နော်ဇန်နင်းအဲ့တော့ဇန်နင်းရဲ့ကျမတို့ကဇန်ကိုသွားမယ် no ခိုးရုကြံသည် no ခိုးစု channel သူ့ရုံမီယာဇန်အဲ့တော့ကျမတို့ကဒါကညနေခင်းကတော့ဒီလိုလေးပေါ့နော်ဒါကတော့အပေါ်ကဒီလိုမျိုးလေးရှိရပါတော့ညနေခင်းကခန်းကြီးလေးရှိမယ်နောက်က1 2 3ရှိမယ်ပြီးတော့ဒါလက်လေးရှိရလေနော်အဲ့တော့ညနေခင်းမှာညနေခင်းမှာပေါ့နော်လက်3ချောင်းခြံခဲ့ရတယ်ဆိုပြီးမှတ်လို့ရပါတယ်နိုခိုလူနိုခိုစုသူယုံမီယာဆန်ကျမတို့ဒီဇန်ကလေဇန်ငောအချိန်ပိုအလုံးမှာလည်းဒီဇန်လေးသုံးတယ်လေနော်ပေါ့ဆိုတော့ကြံလို့မလို့လောက်ရတဲ့အလုပ်တွေလေနော်အချိန်ပိုဆိုတာအဲ့မှာလည်းသုံးလို့ရပါတယ်နောက်ဒါကနင်းကျမတို့ကဒါကဘာလဲဆိုတော့ဇန်နင်းကနင်းကိုသွားမယ်ပေါ့နော်ဝမ်းနေတယ်ဆိုတဲ့ဟာအဲ့တော့အိမဆိုတဲ့ခန်းကြီးလေးရှိတယ်အောက်ကခိုးခိုးလို့ရှိတယ်အဲ့တော့မှတ်ထားပါအခုနှလုံးသားလေးကဝမ်းနေနေတယ်ဆိုတဲ့ဇန်နင်းပေါ့နော်
ဝမ်းနေတာအဲ့တော့ကျန်တဲ့နှလုံးကိုဆက်သွားပါမယ်ဒီခန်းကြီးလေးကနာခုငိုသည်သူ့ရဲ့အုံယုံမီက Q ဘလို့ငိုမှာလဲဘာလို့ငိုမှာလဲမတ်တရက်နေရလို့ငိုတယ်လို့မှတ်ထားလိုက်ပါမတ်တရက်တဲ့ဆိုတဲ့ခန်းကြီးလေးရှိမယ်ရှိမှာဒါကတော့ဒီခါကျဒါကိုရေဆက်လို့မတုံတယ်ပေါ့ကွယ်မျက်ရည်ဆက်လေးတွေလို့တုံလိုက်ပေါ့နော်အဲ့တော့မတ်တရက်နေတော့ငိုပြီးတော့မျက်ရည်ဆက်တွေကြာတယ်ဘာလို့ငိုရလဲမတ်တရက်လို့ငိုနေတာနော်မတ်တရက်တာရဲ့မျက်ရည်ဆက်ရဲ့ Q အဲ့တော့ကျွန်တော်ငိုမယ်ကျွန်တော်ငိုလိုက်ပြီဆိုမှတော့ဘာထွက်မှာလဲမျက်ရည်ထွက်မယ်လေနော်အဲ့တော့ကျွန်တော်နာမီတာမျက်ရည်ရှိမယ်ပေါ့နော်သူ့ရဲ့အုံယုံမီက Ruiโอเคမျက်ရည်ကဘယ်လိုမျိုးမျက်ရည်ထွက်မှာလဲတကားရှိမယ်ဒါကဒိုးဆိုတဲ့တကားခန်းကြီးပါအောက်ကအိုးခီဆိုတဲ့ကြီးရပေါ့နော်တကားပြီးမှအကြီးကျယ်ရှေ့ကမျက်ရည်ဆက်တွေပေါ့နော်တကားချိမှတကားရဲ့ပြီးမှအကြီးကျယ်မျက်ရည်ဆက်တွေကြာနေတာကနာမီတာမျက်ရည်သူ့ရဲ့အုံယုံမီကရူအီအဲ့တော့အခန်း6ပြီးသွားပါပြီအခန်း6မှာလည်းအောက်မှာဒါလေ့ကျင့်ခန်းလေးတွေပါတယ်ပေါ့နော်စာမျက်နှာတိုင်းမှာလည်းလေ့ကျင့်ခန်းလေးတွေပါပါတယ်ပြီးရင်ဒီမှာအကုန်လုံးပေါ့နော်တခန်းလုံးစာရဲ့လေ့ကျင့်ခန်းဖူကူရှူလေးတွေပါပါတယ်စူးစမ်းပြီးတော့လုပ်ကြည့်ပေးပါရှင်အခန်းခွင်မှာပြန်လည်တွေ့ပါမယ်နော်ဘိုင်ဘိုင်